ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဆရာလေးရဲ့ဒီ channel အသစ်ကနေပြီးတော့ပြန်လဲကြိုးဆိုပါတယ်အရင်မနေ့ကလွတ်တဲ့ channel ကတော့ထုံးစံအတိုင်းပဲပြတ်သွားပြီเนาะပြတ်တဲ့အကြောင်းလဲဆရာလေးဒါဒီနေ့ live မလွတ်ဘူးဆိုတာကိုဒါဆရာလေးပို့တင်ထားတယ်เนาะဆိုတော့ဒီ channel အသစ်မှာတော့ဆရာလေး like ကလေးကိုတစ်ပတ်နှစ်ပတ်လောက်မလွန်ဘဲနဲ့ဒီလိုမျိုးပုံမှန် video လေးတွေပဲဆရာလေးတင်ပေးသွားအောင်မယ်video လေးတင်တစ်ပတ်နှစ်ပတ်လောက်တင်ပြီးမှပဲ like ကလေးလွှင့်ပေးမယ် video ကိုလည်းဆရာလေးဒါအချိန်နဲ့တပြေးညီဒါနေ့တိုင်းသမားတွေအမြဲတမ်းကြည့်လို့ရအောင်เนาะအချိန်နဲ့တပြေးညီဆရာလေး video တင်ပေးပါမယ်เนาะအဲ့တော့လည်းစိတ်မပူနဲ့like မလွတ်ရင်တမဲပဲပေါ့ video အမြဲတမ်းတင်ပေးမယ်เนาะဆိုတော့မိသားစုဝင်တွေကတော့ထုံးစံအတိုင်းပဲလုံးဆရာရှိရလုပ်ပါအဓိကမှာကြားချင်တာက channel တွေကခဏခဏပြတ်နေရဖြစ်တဲ့အတွက် Telegram channel လို့ Viber channel လို့เนาะရှိပြီးသားလူတွေကလည်းအဲ့ channel တွေမှာအထူး view စိုက်ပြီးနေပါမရှိသေးတဲ့သူတွေကလည်း Telegram channel တို့ Viber channel တို့ကိုပဲအဓိကကျွန်တော် join ထားစေချင်ပါတယ် channel တွေကခုနောက်ပိုင်းမှာဒါခဏเนาะဖြစ်နေကြတာဆိုတော့လေเนาะအဲကြောင့်မလို့Viber channel တို့ Telegram channel တို့ကလာအဓိကဟို main နေရာကပဲသုံးရတော့မှာเนาะဆိုတော့မနက်ဖြန်ကဆရာလေးတို့9ရက်နေ့ဒီကနေ့ကတော့ဆရာလေးတို့မိသားစု96အောင်မြင်ခဲ့တယ်ထုံးစံတိုင်းပဲလှုပ်ဆရာရှိရကိုလှုပ်ပါเนาะထုံးစံတိုင်းပဲမိသားစုဝင်တွေကတော့လှုပ်ဆရာရှိရကိုလှုပ်ပါဆိုတော့နေ့တိုင်းမိသားစုတွေကမနက်ဖြန်ကမနက်ပိုင်းအတွက်เนาะဆိုတော့မနက်ပိုင်းအတွက်ကိုဆရာလေးကဒီမှာ96ပေးထားပါတယ်96ပတ်တိက9ပတ်တိက9ပေးပြီး2ပတ်တိကတော့ဆရာလေးကို6ပေးထားတယ်သူနဲ့ထုတ်ထားရင်တော့9နဲ့ပတ်သက်ရင်4ခွက်ထုတ်ထားတယ်6နဲ့ပတ်သက်ရင်4ခွက်ထုတ်ထားတယ်ဒီ96ဝမ်းချင်းဒီ96ပတ်တိကဘာလို့ရတာလဲလို့မေးရင်ဆရာလေးတို့ဒီကနေ့ထွက်တာကမနက်ပိုင်းမှာထွက်တာက96ညနေပိုင်းမှာထွက်တာက83ဆိုတော့တလင်းလာနေမနက်တလင်းလာနေเนาะတလင်းလာနေ96လိုမျိုးနက်ခတ်ထွက်ရင်အဲ့ဒီနက်ခတ်ကဘုံသေးအများတမ်းမှတ်ထားเนาะအဲ့ဒီနက်ခတ်ကတလင်းလာနေနက်ခတ်ထွက်ရင်အဲ့ဒီနက်ခတ်ကအင်္ဂါနေ့မှာ1ချိန်အဖြစ်နဲ့ပြန်လာပါတယ်ဒါကြောင့်မလို့ဒီနေ့အင်္ဂါနေ့ပါเนาะဘာပဲလှုပ်96 1ချိန်ကိုမပြတ်မကွက်လောက်ပါအဲ့ဒီထဲမှာတော့6ကိုအကြိုက်ဆုံးပါပဲเนาะ6ကိုပို့ပြီးတော့ကြိုက်ပါတယ်ဆရာလေးကတော့เนาะမိသားစုဝင်တွေကကိုလုတ်ဆရာရှိတာကိုလုတ်ပါတကယ်လို့ Viber channel တို့ Telegram channel တို့ဆရာလေး join ထားခြင်းနဲ့ဆိုရင်ဆရာလေးဖုန်းနံပါတ်98460 4889เนาะဒီဖုန်းနံပါတ်မှာလာပြီးတော့ Viber channel link လေးပေးပါ Telegram channel link လေးပေးပါလို့လာတောင်းပါဆိုတော့ပေးပါတယ်ဒါ Viber channel Viberဖုန်းနံပါတ်เนาะဖုန်းနဲ့ဆက်သွယ်လို့ရတယ်เนาะViber channel တို့ Telegram channel တို့ဝင်ထားတာကအကောင်းဆုံးပါပဲ channel တွေကခုနောက်ပိုင်းကခဏပြတ်နေတာဆိုတော့လေအဆင်မပြေဘူးပေါ့เนาะဆိုတော့ဒီဗီဒီယိုဒါလည်းပြတ်သွားပြန်ပြီဒါလေးရတာကိုလည်း Telegram မှာလည်းဆရာလေးတင်ထားပြီးသားเนาะကဲအားလုံးပဲစိတ်ကြမ်းပါခြင်းကိုယ်ကြီးကြမ်းပါခြင်းပြည့်စုံပါစေဆရာလေးပုံမှန်အမြဲတမ်းပဲ video file လေးတွေတင်ပေးပါမယ် like ကလေးတော့ခဏနားမယ်ပေါ့နော် like ကလေးနားပြီးတော့ video file လေးကိုဒါကမနေ့သီးတန်เนาะညနေပိုင်းကိုလည်းဆရာလေးအမိတနာရီခွဲ2နာရီမှာဆရာလေး video တင်ပေးမယ်เนาะဒါကမနေ့သီးတန်ညနေပိုင်းမှာ share အဓိက main ရှိတယ်ညနေပိုင်းမှာအဓိကအားကောင်းဆုံးရှိလို့မလို့ဒါမနေ့သီးတန်ညနေသီးတန်ဆိုပြီးတော့ခွဲပေးထားတာဖြစ်တယ်ညနေပိုင်းကပို့ပြီးတော့အကြိုက်တွေ့စရာလေးတစ်ခုရှိလို့เนาะညနေပိုင်းကျရင်တော့ video ပုံမှန်တနာရီခွဲလောက်2နာရီလောက်ကိုဆရာလေးတင်ပေးပါမယ်ကဲအားလုံးမစိတ်ချမ်းပါခြင်းကိုကြီးချမ်းပါခြင်းပြည့်စုံပါစေဗျာဒီ channel သေးကလေးကိုလည်း subscribe မနေရသေးဘူးဆို subscribe နေခါနော်